ကျမ်းမိသားစုဟာအကျွေးတွေနိုနစ်နေပြီးသူတို့ရဲ့ကုမ္ပဏီဟာလည်းပြိုလဲလူနီးပါးအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုအကျက်တဲကနေလွတ်မြောက်ဖို့တခုတည်းသောမျှော်လင့်ချက်ကတော့အင်အားကြီးတဲ့လူကော်ပိုရေးရှင်းနဲ့အိမ်တော်ရေးမဟာမိတ်ဖွဲ့ဖို့ပဲဖြစ်ပါတယ်။သူတို့ရဲ့ချစ်လှစွာသောသမီးဖြစ်သူအန်နာဟာထက်မြက်ပြီးရက်ဆက်တက်တဲ့ CEO ကီဗင်နဲ့လက်ထပ်ရမှာဖြစ်ပေမဲ့အန်နာကအိမ်တော်မပြုတ်ချင်တာကြောင့်ထွက်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မိသားစုကကမှုရှုထိုးဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးအသက်9နှစ်အရွယ်ကလေးကစွန့်ပစ်ထားခဲ့တဲ့အမွှာညီမအေမီကိုပြန်ခေါ်ခဲ့ကြပါတယ်။မိခင်ဖြစ်သူကအေမီကိုညီမဖြစ်သူနေရာမှာ3နှစ်ကြာဟန်ဆောင်လက်ထပ်ပေးရင်ဒေါ်လာတန်30ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။စီကံချက်ကတော့3နှစ်အတွင်းဘာမေးခွန်းမှမမေးရတန်ရောစင်မတွဲရပဲတတ်မှတ်ချိန်ပြည့်ရင်တိတ်တဆိတ်ထွက်ခွာသွားရမှာပါ။အေမီကထိုဒေါ်လာတန်30နဲ့သူမဘဝအတွက်လွတ်လပ်မှုဝယ်ယူနိုင်မယ်ဆိုတာကိုသိနေလို့ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်။အိမ်အောင်ကြပြီးပထမဆုံးနေ့ကတည်းကအေမီဟာသူမကိုဇနီးတစ်ယောက်အနေနဲ့ရောလူတစ်ယောက်လိုတောင်တန်ဖိုးမထားမှန်းကောင်းကောင်းနားလည်ထားပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူဟာပါရီကိုအပတ်တိုင်းသွားပြီးသူ့ရဲ့ရည်စားဟောင်းစီသွားလဲတက်တယ်လို့ကရင်ဘေးမှာလည်းထိုအမျိုးသမီးရဲ့တပ်ပုံကိုသာတင်ထားပါတယ်။ဒါပေမဲ့အေမီဟာညတိုင်းညစာပြင်စောင့်တာမနက်4နာရီထချက်တာစတဲ့ဇနီးကောင်းတစ်ယောက်ရဲ့အခန်းကဏ္ဍကိုအဖြစ်ပြောစရာမရှိအောင်ဖော်ဆောင်ခဲ့ပါတယ်။မျက်နှာတုပ်ပူဝါတွေကိုနှွေးနှွေးထွေးထွေးပြင်ဆင်ပေးပြီးခင်မွန်းဖြစ်သူရဲ့အေးဆက်မှုတွေကိုလည်းနှုတ်ဆက်ပြီးတီးခံခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှခင်မွန်းဖြစ်သူဘက်ကတဖြည်းဖြည်းပြောင်းလဲလာပြီးပါရီခီးစဉ်တွေရပ်တန့်သွားသလိုရည်စားဟောင်းရဲ့ဓာတ်ပုံလည်းပျောက်ကွယ်သွားခဲ့ပါတယ်။သူမရဲ့မွေးနေ့ကိုပါမှတ်မိလာပြီးလက်ဆောင်တွေပေးကသူမအပေါ်အလေးအနက်စိတ်ဝင်စားလာပြီးရင်းနှီးမှုတွေပါရှိလာခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပထမဆုံးအကြိမ်ဖြစ်ဒါဟာသဘောတူစာချုပ်သက်သက်အိမ်အောင်ရေးဖြစ်တယ်ဆိုတာကိုအေမီတယောက်မေ့လျော့လူနီးပါးဖြစ်သွားခဲ့ရပါတယ်